Elvis ကမထမွေးပါဟောမင်္ဂလာပါကျွန်တော်ဇင်လင်းပါမင်္ဂလာပါပြကိုရှိုင်းပါတော့အောင်မျိုးပါဗျလာဖန်ဒီရှင်မီနီချာလောကမှာလာဖန်ဒီရှင်မသိရလို့မရှိရဲ့ artist တွေတဲ့ပေါ့ဒီပွဲလေးဖြစ်ဖို့အတွက်ဘယ်လိုမျိုး force နဲ့ Elvis ကိုရောက်တာလဲဘယ်လိုမျိုးစရလဲဆိုတော့အဲ့ပေါ့အာဒန်လောက်တာတွေ့တယ်လीအာဒန်လောက်တာတွေ့တယ်ဒါပေမဲ့အာဒန်ကျတော့ပကြီးအဓိကပေါ့လीပကြီးအဓိကပေါ့ဆိုတော့သူလောက်တာလည်းတွေ့တယ်အဲ့တော့ကိုကဒီဒန်ရမမီနီချာအနေနဲ့လုပ်ဖို့ကြတော့လေအဲ့လိုမျိုးဘယ်လိုပြောရမလဲဆိုတော့လူစုကခတ်တယ်ဒီအားကြတော့လीအဲ့လိုကိုနဲ့မသိတဲ့လူရောအဲ့လိုမျိုးဆိုတော့အရင်မရင်းနှီးတဲ့လူတွေလည်းရှိတယ်ဆိုတော့အကုန်လုံးအနေထားနဲ့လူတွေအများကြီးအနေထားနဲ့မလုပ်တော့ဘူးဆိုပြီးတော့ဒါပေမဲ့လုပ်ချင်တယ်ဆိုပြီးတော့အဲ့ဒါအဘီကိုရောက်လာတာပေါ့အဘီရောက်လာပြီးတော့ကိုမျိုးနဲ့အရင်ပြောတယ်နော်လုပ်ရင်ကောင်းမလားဆိုတော့ကိုမျိုးကအေးပေါ့လုပ်ပေါ့ဘာညာဆိုတော့အဲ့ရနေစပြီးတော့လုပ်ဖြစ်သွားတာပေါ့အဘီကိုရောက်သွားတာပေါ့အဘီရောက်ပြီးတော့ခုပြောနေရတာပေါ့ကိုချိုင်းရအောင်ကျွန်တော်ကကိုစင်လင်းပြောတာပေါ့ဒီပွဲရှိရကိုမျိုးတိုင်မထားတယ်အပီကနေဆက်သွယ်ထားတယ်သူတို့မှလုပ်မယ်ခင်းပြတာမယ်ဆိုတော့မင်းပါအောင်မလားပါညာတော့ကျွန်တော်လည်းအဲ့လောက်သားတွေရှိတော့ထိတ်လူမယ်ဆိုပြီးတော့လုပ်ဖြစ်အဓိကဟိုပါပေါ့ဒီဆောင်းနာပြောသူဒီလှုပ်ထားတဲ့ဟာတွေကဥပမာဟိုအိမ်မှာရန်ထားတဲ့စာရင်သူတို့လှုပ်လိုက်တာကောင်းတယ်နောက်တစ်ခုကကျတော့ဟိုဥပမာဘယ်လိုပြောရမလဲဆိုတော့ဒီငွေသားကြီးကိုလှူတဲ့ခါကြလို့ရှိရင်လည်းကိုအတိုင်းထွာကိုရှိတာဟုတ်အဲ့လိုမျိုးဆိုတော့လှူတင်းတလောက်ပဲလှူနိုင်မယ်ပြီးရင်ဒီတိုင်းပဲကိုကလည်းကိုရက်တည်မှုတွေဒီတိုင်းပဲနေနေထားမျိုးအဲ့တော့ဒီကိုအဝေါ်ကိုဟိုရောင်းပြီးတော့ဒီလိုမျိုးအစီအစဉ်လုပ်လိုက်တဲ့အတွက်ဒီကိုအဝေါ်ကကိုပြန်လုပ်လို့ရတယ်ပေါ့လေကိုလုပ်တဲ့နေရအတွက်ကိုမရှိတော့ဘူးဆိုလို့ရှိရင်လည်းကိုပြန်လုပ်လို့ရတယ်ဆိုတော့ရှိနေတဲ့ဟာကိုအတုံးချလိုက်တဲ့သဘောပေါ့အတုံးချတယ်ဆိုတာတော့မှအကျိုးရှိတယ်လေဒီငလင်ဘေးအတွက်ဆိုပြီးတော့အတွေးဖြစ်သွားတာ ਨੇ အဲ့လိုမျိုးလုပ်ဖြစ်လိုက်တာလုပ်ပြီးတော့ကိုမျိုးကိုပြောတယ်တော်ပြီဝေသူဘက်ကလည်းပြောမင်းစေဒီအလုပ်ကလေးမြင်နိုင်တော့တစ်ချိန်တော့ငါဒီလိုနေရာမှာပါဝင်ခဲ့တဲ့စာတွေအမှတ်တရဖြစ်တယ်အမြဲတမ်းအမှတ်ရနေပါအဲ့ဒါလေးတော့ကျိုးရှိဟုတ်တယ်နေပြီးတော့ဒီမျိုးဟိုလူတွေတန်းတယ်ဆိုတော့လေကိုတော့သူစင်းလင်းပြောလို့ပေါ့ကိုပတ်စံနဲ့ site ထုတ်လို့ရတယ်ကိုတိုင်းထွားနေကိုရတယ်ဒီလောက်မထိရောက်ဘူးလေဟိုအများကြီးလည်းမလှူနိုင်ဘူးကိုတက်ထားတဲ့ပညာနဲ့အခုလိုမျိုးဆိုရင်ဒါကဟိုတကယ်ဟိုစိတ်ချမ်းသာတယ်ဟိုဒုက္ခရောက်နေလူတွေအဲ့လိုပဲကိုအဲ့လိုမျိုးပေါ့သူကလှုပ်ချင်တယ်ဆိုတော့လည်းအေးသူလုံးမယ်ဆိုလှုပ်အမှန်ဆိုရင်ဒီလို workshop ပါညာဆိုကျွန်တော်တခါမှလှုပ်ဘူးတာမဟုတ်မင်းလုံးမယ်ဆိုတော့နောက်ကလိုက်မယ်ဝင်ရတာအဓိကအဲ့လိုမျိုးဒီမျိုးဒီဝါသနာတူတဲ့ဒီညီကိုတွေရှိလို့လဲပို့လို့ဖြစ်တာပေါ့ပြီးတော့အဘီကလည်းအဲ့လိုမျိုးပေါ့ဒီအစရရအဲ့လိုမျိုး support ပေးတဲ့အတွက်လည်းပို့ပြီးတော့အဆင်ပြေသွားတာပေါ့တကယ်ဒါထားပါတော့ဒီလိုမျိုးနေရာအခက်အခဲရှိမယ်တခြားအစီအစဉ်မှုပါတွေအခက်အခဲရှိမယ်ဆိုကျွန်တော်တို့လုပ်ဖြစ်ဖို့မလွယ်ဘူးလေဘာလို့ဆိုတော့ဒီပကြီးလောကလို့မဟုတ်ဘူးဒီလောကကြတော့လူကတော်တော်နဲတာတော်တော်နဲတယ်အဲ့လိုမျိုးဂဲတရုံးနေပါရေလုံးမယ်ဆိုရင်တော့မှလူကအဲ့လောက်ထိထင်တဲ့လောက်ကြီးမရှိဘူးပေါ့အဲ့လိုမျိုးရှိလဲ10ရောက်လောက်ပေါ့အဲ့လိုမျိုး10ရောက်လောက်မှအဲ့လိုမျိုးဒီဇိုင်းမတ်လုပ်တဲ့လူကမရှိတဲ့လောက်ရှာမရှိတဲ့လောက်ရှားတာပေါ့အဲ့တော့တခြားလောကသားတွေနဲ့ရှင်ဒီလောကလူစုတော်တော်နဲတယ်တော်တော်နဲတော့အဲ့လိုမျိုးနောက်ကနေပို့ဝင်ရပြီးတော့ရောက်ပို့ဟုတ်တယ်အဲ့လိုမျိုးလူရှိတော့ပို့ပြီးတော့လုပ်ဖို့ဖြစ်သွားတာပေါ့အဲ့ဒါကြောင့်ဒီပွဲဖြစ်သွားတာပေါ့မဟုတ်လို့ရှင်ဒီ online ပေါ်ကပဲသိရမလား post တင်ပေါ့ဒါရောင်းရငွေလှူမယ်ပါမယ်အဲ့လိုမျိုးကြီးလည်းမလုပ်ချင်အဲ့လိုမျိုးမလုပ်ချင်တော့ဒီလိုမျိုးပွဲလုပ်လိုက်တော့လာလဲကြည့်လို့ရမယ်မျက်မြင်ပေါ့မျက်မြင်လာကြည့်မယ်သူဝယ်တာတော့ဟိုပါပေါ့သူတို့သဘောပေါ့လာကြည့်လို့ရမယ်လေ့လာလို့ရမယ်လဲလို့ပဲလို့ရမယ်သူတို့ကဲလို့ကြိုက်လို့ဝယ်သွားရဲ့ဆိုတော့မှအပိတိုင်းဆိုင်ဒီအားလေဒီထက်ကျိုးရှင်းနေအောင်ရောက်သွားဟုတ်တယ်ကိုရီပွဲကထွက်သွားတဲ့ငွေမောက်တစ်ခုကအလူအတွက်ရောက်သွားမယ်ဆိုတာအဓိကပေါ့ရေးကြည့်တာပေါ့ Elvis, yours creative partner